ဒီအလုတ်ကအရန်ကိုကြောက်စရာကောင်းလို့တော့ဘယ်သူမှအလုံးမလုပ်ချင်ကြပါဘူးဒါပေမဲ့ဒီအလုတ်ကိုရဲရဲဝံ့ဝံ့နဲ့လုပ်ကင်ဖို့ဆုံးဖြတ်ထားတဲ့သူတွေအတွက်ကတော့အလုတ်ရှင်ကတစ်လကိုဒေါ်လာ1000ခွဲပေးဖို့ပြင်ဆင်ထားပါတယ်ပြီးတော့တကယ်တမ်းလုပ်เสียရှိတာကစိုက်ခင်းတွေကတီးနှံတွေကိုရိတ်သိမ်းဖို့ပါပဲဒါဆိုဘာကြောင့်များဘယ်သူမှဒီအလုတ်ကိုမလုပ်ချင်ကြတာလဲပထမဆုံးပြောရမှာကလက်လက်ဆက်ဆက်ခရံဘယ်ရီသီးတွေနဲ့ပြည်နေတဲ့အေယာမစိုက်ခင်းကြီးတွေကိုရေတွေလုံးဝလွှမ်းမိုးထားပါတယ်အဲ့ဒါကြောင့်ဘယ်ရီသီးတွေကရေမျက်နှာပြင်ပေါ်ကိုသူ့လိုပေါ်လာကြတာပါပြီးတော့မှအထူးဝတ်စုံဝတ်ထားတဲ့အလုတ်သမားတွေကိုစိုက်ခင်းထဲပို့ပြီးရိတ်သိမ်းဖို့လုပ်ခိုင်းတာပါဒါတွေအားလုံးကအတော်လေးရိုးရှင်းပုံရပေမဲ့လူတိုင်းကိုအဲ့ဒီမှာအလုပ်လုပ်ရမှာကြောက်စေတဲ့အကြောင်းရင်းတစ်ခုရှိနေပါသေးတယ်အလုပ်ခန့်တဲ့လုပ်ငန်းစဉ်မှာမိတ်ဆွေတို့ကိုပင့်ကူတွေကိုကြောက်တလားလို့မေးပါလိမ့်မယ်အကယ်၍မိတ်ဆွေတို့ကကြောက်တယ်လို့ဖြစ်ရင်တော့မိတ်ဆွေတို့ကိုအဲ့ဒီမှာအလုပ်လုပ်ခွင့်ဘယ်တော့မှပေးမှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့တန်းနဲ့ချီတဲ့ပင့်ကူတွေကိုလွတ်ထားလို့ပါပဲတီးနှံကိုချင်းချောင်းရတဲ့ပုံမွားတွေကိုဖျက်ဆီးဖို့အတွက်စိုက်ခင်းတွေကိုလွတ်ထားလို့ပါပဲပြီးတော့စိုက်ခင်းတွေကိုရေလွှမ်းမိုးတဲ့အခါပင့်ကူတွေကရေမျက်နှာပြင်ပေါ်ကိုစတင်တက်လာကြပါတယ်ဒါကြောင့်မင်းကခရံဘယ်ရီသီးတွေကိုရိတ်သိမ်းနေချိန်မှာပင့်ကူ100လောက်အထိခန္ဓာကိုယ်ပေါ်မှာတစ်ချိန်နဲ့တွားသွားနေနိုင်ပါတယ်မိတ်ဆွေတို့ရောပင့်ကူတွေကိုကြောက်ကြပါသလားဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ခရီးစတူဒီယိုလေးကို like and follow လုပ်ပေးခဲ့ကြပါအောင်နော်